ကျွန်တော်ဘဝမှာပထမဆုံးအနေနဲ့ဒေါ်လာ1000စုဆရဘူးတဲ့တက်ပုံလေးအကြောင်းပြောပြပေးခြင်းပါတယ်အဲ့ဒီတက်ပုံလေးကတော့ဒီအင်းလေးရေပေါ်စီတက်ပုံလေးပဲဖြစ်ပါတယ်ဒီတက်ပုံလေးကကျွန်တော်အာဆီယံတက်ပုံပြိုင်ပွဲတစ်ခုမှာပထမဆုံးရခဲ့တဲ့ကြောင့်မလို့ပထမဆုံးအနေနဲ့ငွေသားဒေါ်လာ1000စုဆရဘူးတဲ့တက်ပုံပြိုင်ပွဲဖြစ်ပါတယ်အဲ့ဒီရှေ့မှာတော့ကျွန်တော်စုတွေရခဲ့ဘူးတဲ့ကျွန်တော်ရှေ့ကပြောခဲ့တဲ့စစ်ရောတက်ပုံပြိုင်ပွဲတွေမှာကင်မရာတွေ lens တွေရခဲ့တဲ့တက်ပုံပြိုင်ပွဲတွေရှိတယ်ဒါပေမဲ့ငွေသားကိုပထမဆုံးဒေါ်လာ1000နေနဲ့ဆရဘူးတာဒီတက်ပုံပြိုင်ပွဲမှာဆရဘူးတာဖြစ်ပါတယ်မမရပြောလို့ရှိရင်အဲ့တော့ဒေါ်လာ1000ကိုကျွန်တော်မြန်မာငွေနဲ့ဘယ်လောက်ရခဲ့လဲဆိုတော့73သိန်းဝန်းကျင်ပေါ့နော်ဒါကျွန်တော်တို့ဒေါ်လာဈေးတွေအပြောင်းလဲအများကြီးမဖြစ်ခင်မှာကျွန်တော်ရခဲ့တာဖြစ်တယ်အဲ့တော့73သိန်းဆိုတာဒါတော်တော်ကိုအသုံးပြုလို့ရတဲ့အနေအထားတစ်ခုဖြစ်တယ်ပေါ့နော်ဒါလွမ်းစရာခိုက်တန်လေးတစ်ခုပေါ့နော်အဲ့တော့ဒီဓာတ်ပုံလေးအကြောင်းကိုပြောရမယ်ဆိုရင်တော့ဒီဓာတ်ပုံလေးကဒါကျွန်တော်ဘဝရဲ့ပထမဆုံးအင်လီဓာတ်ပုံခီးစင်မှာပဲရေပေါ်ဈေးရိုက်ကူခဲ့တာဖြစ်တယ်ပေါ့နော်ဒီရေပေါ်ဈေးကကျွန်တော်တို့အာဆီယံဓာတ်ပုံပြိုင်ပွဲတွေမှာဆိုရင်အင်မတန်မှနာမည်ကြီးရဲ့အာဆီယံနေမဟုတ်ဘူးနော်ကမ္ဘာဓာတ်ပုံပြိုင်ပွဲတွေမှာလည်းဒီရေပေါ်ဈေးကအရင် unit ဖြစ်ပြီးတော့မှနာမည်ကြီးတဲ့ဓာတ်ပုံနာမည်ကြီးတယ်ပေါ့နော်ဒါကြောင့်ပြိုင်ပွဲတွေမှာဆိုတော့ဒီရေပေါ်ဈေးဓာတ်ပုံတွေကခဏစုတွေရနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အာဆီယံဓာတ်ပုံပြိုင်ပွဲတွေဆိုလဲမြန်မာမကြာခဏလို့လုပ်ပြီးလေးရှိရပါတော့ကျွန်တော်တစ်နှစ်တစ်ကြိမ်နှစ်နှစ်တစ်ကြိမ်အဲ့လိုသုံးနှစ်တစ်ကြိမ်လေးနှစ်တစ်ကြိမ်အဲ့လိုကြာပြောပေါ်လာတဲ့ဓာတ်ပုံပြိုင်ပွဲတွေလည်းအများကြီးရှိရဲအဲ့ဒီဓာတ်ပုံပြိုင်ပွဲတိုင်းပြိုင်ပွဲတွေမှာဆိုလဲမြန်မာနိုင်ငံကဒီအင်းလေးရေပေါ်စီကခဏစုရလေးရှိရဲပြီးတော့အင်းလေးအပြင်ကိုကျွန်တော်တို့ဒါပကံဓာတ်ပုံတွေလည်းစုလေးရလေးရထားရှိရဲပေါ့နော်ဘာလို့အဲ့ဒီနေရာပုံတွေပဲစုခဏရနေရလဲတွေးဘူးလားပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီပကံဆိုရင်လည်းပေါ့နော်ကျွန်တော်တို့ကဒါကမ္ဘာတိမှတ်ပြုနေရတခုဖြစ်တဲ့ကြောင့်သူ့မှာကျွန်တော်တို့ပြောလို့မကုန်နဲ့ပြောလို့မလောက်တဲ့ပေါ့နော်ရိုးရကာချာရိုးရရင်ကြီးမှုအမွေတွေအများကြီးရှိရအင်းလေးမှာဆိုရင်လည်းဒါရေပေါ်မှာနေထိုင်နေဆိုတဲ့ထူးခြားတဲ့ဒလေးထုံနှံနေပြီးလို့ရှိရင်ခြေထောက်နဲ့ခြေလှေလော်ရဲဆိုတဲ့ရိုးရကာချာတွေဒီရေပေါ်ဈေးတွေကပြောမှတာမန်ထက်ဆောင်လို့ရှိရင်ပို့ပြီးတော့မှထူးခြားနေတဲ့ unique ဖြစ်နေတဲ့အရာတစ်ခုဖြစ်တယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်မြန်မာနိုင်ငံကအစုရဓာတ်ပုံတွေကြီးလိုက်မယ်ဆိုရင်ပကံတို့အင်းလေးရတို့ဓာတ်ပုံကနေအများကြီးဖြစ်နေအောင်တွေ့ရနိုင်မှာ။ဘာလို့ဆိုတော့ကဘာလည်းဒါမျိုးကိုကြိုက်ကြတာပေါ့နော်။အဲ့ဒီထဲမှာဒီရေပေါ်ဈေးကိုလည်းအင်မတန်မှကြိုက်ကြတယ်။ဒါကြောင့်မို့အာဆီယံဓာတ်ပုံပြိုင်ပွဲတွေမှာဆိုရင်ဒီရေပေါ်ဈေးကအများနဲ့လို့စုရလေးရထားရှိရပေါ့နော်။အဲ့တော့အင်းလေးမှာအခုချိန်မှာတော့ဒါရေပေါ်ဈေးအစ်စ်မှန်ကြီးကတော့ကျွန်တော်တို့တိတ်မရှိတော့ဘူးပေါ့နော်။ပျောက်ကွယ်သွားပြီ။ဒါပေမဲ့လည်းအခုချိန်မှာတန်မိုးထားတဲ့အနေနဲ့ပြန်လည်ဖော်ထုတ်ပြီးတော့မှရေပေါ်ဈေးတွေပြန်လည်စတင်နေတာရှိပါတယ်။အခုလည်းကျွန်တော်တို့အနေနဲ့အများလုပ်နေတဲ့ဟာမျိုးလေးရှိတာစိတ်ဝင်စားတယ်ဆိုရင်တွားပြီးတော့မှကြည့်လို့ရပါတယ်။ကျွန်တော်ဒီဓာတ်ပုံလေးရိုက်တော့ဆိုရင်လည်းဒါကျွန်တော်တို့ကဒါဒီရေပေါ်ဈေးကိုဒါစီစဉ်ပြီးရိုက်ခဲ့ကြတာပေါ့နော်ဒါကျွန်တော်စီစဉ်တာတော့မဟုတ်ဘူးကျွန်တော်ရဲ့ရှေ့ကစီနီယာဆရာတွေပေါ့စီစဉ်တဲ့ trick ကိုကျွန်တော်တို့က join ပြီးတော့ရိုက်ကူးခဲ့ကြတာပေါ့နော်အပြင်မှာအရန်နဲ့လှရတယ်ပေါ့နော်ကျွန်တော်တို့ကမနေ့ကနေမထွက်ခင်ကနေပြီးတော့ဒီဈေးသွားမဲ့လေတွေကိုကျွန်တော်တို့ကဒီမှာစုပြီးတော့မှကျွန်တော်တို့ရိုက်ကြတယ်ပြီးလို့ချင်းနေထွက်လာတဲ့အထိကိုကျွန်တော်လှလှပပရိုက်ကြတယ်ပြီးရင်ကျွန်တော်တို့ကအကျယ်တွေလည်းရိုက်တယ်လို့ဒီလိုမျိုးကျွန်တော်လူနှစ်ယောက်အဲ့လိုအကျက်ပုံစံမျိုးလည်းကျွန်တော်မျိုးစုံရိုက်ခဲ့ကြတယ်ပေါ့နော်အဲ့ထဲမှာဒီတက်ပုံလေးကသူတို့ရဲ့ moment လေးတွေသူတို့ရဲ့ပျော်ရွှင်မှုလေး happiness လေးတွေအရန်ကောင်းတဲ့ကြောင့်တော့ဒီပုံလေးကိုကျွန်တော်အာဆီယံမှာပြန်နေတဲ့ခါမှာဆိုရင်ဒါစုတွေရရှိသွားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်ပေါ်တဲ့ပထမဆုံးငွေသားစုရဘူးတဲ့တက်ပုံစုတစ်ခုလည်းဖြစ်တယ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံအင်မတန်မှ unique ဖြစ်တဲ့အင်းလေးရေပေါ်စင်းနဲ့ရခဲ့တဲ့ကြောင့်မလို့ကျွန်တော်ဒါအရန်ဝမ်းသာရတယ်ပေါ့နော်ဒါကျွန်တော်သတင်းစာတွေပါတယ်ထဲမှာတော့ဒီဓာတ်ပုံလေးနဲ့ကျွန်တော်ဆွရတဲ့အကြောင်းလေးပါခဲ့သေးတယ်ပေါ့နော်အဲ့တော့ဒီဓာတ်ပုံလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရလိုက်တဲ့ concept လေးဒီဓာတ်ပုံလေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရလိုက်တဲ့သင်ခန်းစာလေးကဘာလဲဆိုတော့တခါကြလို့ရင်ကျွန်တော်တို့ရပါတော့နိုင်ငံခြားကတကယ်နာမည်ကြီးရန်ထားတဲ့နေရာတွေသွားပြီးတော့ရိုက်မှသာလဲကျွန်တော်တို့တွေကနိုင်ငံဓာတ်ပုံစုကြီးတွေရနိုင်မယ်လို့ထင်မိမဲ့လဲကျွန်တော်တို့မြန်မာနိုင်ငံမှာသူများနဲ့မတူတဲ့ထူးခြားတဲ့ unique ဖြစ်တဲ့ရိုးရရင်ကြီးမှုတွေလူနေမှုဘဝတွေအများကြီးရှိရအထူးသဖြင့်အင်းလေးမှာဆိုရင်ပို့ပြီးတော့မှများတယ်ပေါ့နော်ဒါတွေကိုပဲအဓိကကျွန်တော်တို့ဖော်ထုတ်ပြီးတော့ရိုက်ကူးမယ်ဆိုရင်တော့မှကျွန်တော်တို့ကကဘာမှာနိုင်ငံဓာတ်ပုံစုတွေကိုပတ်သိမ်းနေလို့ရပါတယ်ကျွန်တော်ဒီဓာတ်ပုံစုရခဲ့တာ maybe 2020လောက်ကဖြစ်မယ်ကျွန်တော်အခု2026ထိရောက်သွားပြီအင်းလေးရဓာတ်ပုံနေနဲ့ကျွန်တော်စုရနေတော့မှာဒါပေမဲ့မတူကွဲပြားတဲ့ပုံစံလေးနဲ့ကျွန်တော်ရိုက်ခဲ့တာလေးတော့ရှိတာပေါ့နော်ပြောချင်တာကကျွန်တော်တို့တွေကတခြားကဘာကျော်နေရာကြီးတွေမသွားနိုင်ဘူးဒါပြပခီးစဉ်တွေမလိုက်နိုင်ဘူးဆိုရင်တော့မှကိုယ့်နိုင်ငံမှာရှိတဲ့အရာတွေကိုဖော်ထုတ်ပြီးတော့မှစုတွေအများကြီးရအောင်ဖန်တီးလို့ရပါတယ်စူးစမ်းလို့ရပါတယ်โอเคဒီဗီဒီယိုတော့လောက်ပါပဲကျွန်တော်တို့ဗီဒီယိုလေးမှာလည်းကျွန်တော်ဆွရခဲ့ပြီးဆွရတဲ့ပုံတွေအကြောင်းကျွန်တော်ထပ်ပြီးတော့မှပြပြပေးသွားပါအောင်မယ်